ဘာပေါ်မှာတင်မသိသေးတဲ့ထူးဆန်းသော၅ချက်အမှတ်1ပစွန်တုပ်ရဲ့နှလုံးပစွန်တုပ်ရဲ့နှလုံးကသူတို့ရဲ့ဥကောင်းထဲမှာရှိနေတာဖြစ်ပါတယ်နံပါတ်2ပြားရည်ပြားရည်ကဘယ်တော့မှမပုတ်သေးတဲ့တစ်ခုလေးတော့အစားအစာပါနှစ်ပေါင်း3000ကြာခဲ့တဲ့ရှေးဟောင်းအီဂျစ်ကူတွေကပြားရည်ဟာအခုထိစားလို့ရနေလို့ပဲဖြစ်ပါတယ်နံပါတ်3နွားတွေရဲ့တငယ်ချင်းနွားတွေမှာလည်းအချစ်ဆုံးခင်သောတငယ်ချင်းဆိုတာရှိတတ်ပြီးအချင်းချင်းခွဲလိုက်ရင်စိတ်ဖိစီးမှုတွေခံစားရတတ်ပါတယ်နံပါတ်4ရေပွဲတွေရဲ့နှလုံးရေပွဲတွေမှာနှလုံး3ခုပါရှိပြီးသူတို့ရဲ့သွေးဟာအပြာရောင်ဖြစ်ပါတယ်နံပါတ်5စိန်မိုးရွာခြင်းနေဖွဲ့စည်းတဲ့ကဂျူပီတာဂျိုနဲ့စန်တာနက်ဂျိုတွေပေါ်မှာစိန်တွေမိုးရွာကြလေးရှိပါတယ်ဒီလိုထူးဆန်းတာတွေကဘာကြီးပေါ်ကတင်ပတီသေးတဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်ကို like follow subscribe လုပ်သွားပေးကြပါအားလုံးပဲကျေးဇူးတင်ပါတယ်